က
ပါတဲ့ကိုအင်းရတဲ့အခါတရားနာဘာလို့လဲဆိုတော့အာသာလူပါပါလာကသူပါပါလာရရရဒီကနေ့ဒီနာမည်တွေအဲ့ဒါကလည်းဒီပိဋကံတွေဘာလို့လဲရှိအဲ့ဒီတော့သုံးတဲ့ပုံမှာရေတဲ့စားရတာအဲ့ဒါကလည်းအထက်နဲ့အောက်အဲ့ဒီကိုတော့ဝါလာလို့ပြောတယ်ဘွားလေးဘွားလေးတဲ့ဘွားအောက်ဘွားကြောင်းပြန်ဒီကိုဘဝတဲ့ရပါပြီးဒီတော့ဒီသတ္တဝါတွေဘုရားဒီသတ္တဝါတွေဘေကပညာပါဘေကဘေကုပါဆိုပြီးတော့ဘုလို့ကိုအဲ့ဒီနေတဲ့ဘယ်ပြည့်နေတဲ့ပုဂ္ဂိုလ်ရှိသလားလို့ကြည့်ရတော့ဘယ်ပြည့်တဲ့ပုဂ္ဂိုလ်ရှိဘူးတော့ဘယ်နေတဲ့သတ္တဝါတွေရှိအဲ့ဒီသတ္တဝါတွေကိုအစင်းပြီးတဲ့ပုဂ္ဂိုလ်တွေကြောင်းအားလုံးရဲ့တ attva တွေဘာကြောင့်ဖြစ်လာလဲသူတို့ရဲ့နောက်မှာပါလာတဲ့ကာသတိကြောင့်တ attva တွေဘဝနဲ့ဘဝသူကြောင့်ဘဝနေကြတယ်ဒီဘဝတွေဘဝတွေဘဝကြောင့်သူကြောင့်နေကြတယ်ပါလေတ attva တွေနောက်မှာပါလာကာသတိပါလေအဲဒီကာသတိကကြောင့်ဟောတဲ့ဘုရားတွေပြောလာတဲ့အခါမှာအဲဒီဘုရားဟောတဲ့ဒီဘဝအားရဒီကလေးကဆောင်ရပြီအဲဒီကာလုံးကြီးကဟောတဲ့ဘုရားဘုရားတွေဖတ်ပြီးသူပြီးတာလည်းပဲအဲဒီဘုရားကဘေးပြေးတာပြေးတာလို့လေအဲဒီဘဝကဘဝပြီးဒီလေးပြည့်အဲဒါကတော့အဲ့ဒါလေးဒီမှာဖန်တီးပြီးနေနေတာအခုလည်းဆိုတော့လည်းတရားအဲဒီကတရားတော့ဖန်တီးပြီးဒီတော့ဒီစပါရရောက်တဲ့အခါကျတော့ဒီစာပေမှာတရားကိုဘုရားကြည့်ပြီးတော့ဘောဓဘာသာဒေသနာဂါမိပဲဘုရားနာဂါမိပဲဘုရားနာဂါမိပဲအားလုံးဒီကနေ့ဘောဘာသာရဲ့အခါကျတော့အဲ့ဒီမှာဘုရားတော့အဲ့ဒီမှာတပိဋကဉာဏ်ရရှိတယ်အဲ့ဒီတပိဋကဉာဏ်ရရှိတယ်အဲ့ဒီလိုအာတော်တရားတွေကိုလုံးအားချနေပြီးတော့ဘုရားအဲ့ဒီတပိဋကဉာဏ်ရမှာဘုရားပြတယ်ဒီတပိဋကဉာဏ်ရဖို့မှာဘဝတော်ဘုရားဒီခြေနံကအဲ့မှာတင်နာခံပြီးတော့ရှင်းပြရတယ်ပါလို့ဘုရားဓမ္မနဲ့လည်းဒီလိုပဲဘာလို့နေတာလဲလို့ပြောပြီးစီပါရမီပြည့်ဒီလိုအမဲ့ကိုရဖို့ကြောင်းရှိသေးဘူးဆိုလို့ရှိရင်ဒီလိုပဲဘယ်လိုရဒီကတည်းကအာကြီးရဲ့ကြောင်းတဲ့ပါရမီတရားကိုပြည့်တယ်အဲဒီပါရမီတရားတွေပါရမီနဲ့ပြောတယ်နာတာဘောင်းဘုရားကြီးပြောကြတယ်ဒီအပေါင်းဘုရားကဘောနာကိုတောင်းဘုရားဒါရီအပါတိဒီပါဒီဘဝဒီခန္ဓာမှာတရားဘုရားနဲ့တရားနဲ့ဒီလိုရှိတယ်။နောက်ဘဝနဲ့ရဒီကတော့တော့ပါဠိတရားဖြစ်တဲ့ဒီဒီပါဠိတဲ့အကြောင်းနော်။ဘာကြောင့်ဒီကောင်းဆောင်ဒါတွေကိုဘောင်းကိုကြရတယ်။ဒီကရဝါဒီလူရှိတယ်။ဝဲဝဲဒါကြတဲ့ဘုရားတော်မှာအားလုံးကျောင်းကလည်းကျောင်းကကျောင်းပါတော့ဒီလိုပါဠိပြကြတယ်ကျောင်းကကျောင်းပါတော့ဖြစ်ပါဒီတော့အဲ့ဒီလိုထူထားကြတဲ့အခါမှာဒီလိုမှာပါဠိကြီးတွေဆိုတော့တတ္တတရားကိုဆောင်းတတ္တတရားဒီမနာကြီးကြီးတွေသူ့ဖြစ်ဖို့အဲ့ဒီတတ္တတရားဘိုးတွေဆောင်းတဲ့ညာတွေဒီတတ္တတရားဖြစ်ပေါ်လာလို့ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဒီဒီတော့တတ္တအမနာတတ္တနဲ့တရားတရားဆိုတာဒီဒီအဲ့ဒါကလည်းနာဝါရေးပြသွားတယ်လို့လည်းအဲ့ဒါလေးဘယ်လိုပြီးသွားလဲဆိုတော့တရားတရားတရားဟောနေတဲ့ကုသိုလ်တရားတွေနဲ့အဲ့လိုရှင်းတဲ့အတွက်အဲ့ဒီပုဂ္ဂိုလ်ဟာကုသိုလ်တွေပြီးသွားတဲ့တရားတရားဖြစ်လာတယ်လို့ရှိရင်အကုသိုလ်တွေနဲ့ကုသိုလ်တွေပြီးတော့အာဟုဘယ်ခံတာလဲဟော
ရဲ့အလုံးအားနဲ့အလုံးအားနဲ့နောက်ပြီးတော့ကောင်းတဲ့ဒီလူတော်ဖြစ်ပါလေလူဖြစ်ပြီးတော့ရတဲ့လူတွေလူရဲ့ပုံစံကိုတာတာလူတွေလူရဲ့ဝေရတဲ့ဒီကားတဲ့ပုံစံနဲ့နားတဲ့ပုံစံအော်ပြောအဲဒီပုံစံဖြစ်တဲ့ပုံစံကလည်းဒီပုံစံအားလုံးကိုအားလုံးကိုဘာလို့ဆက်ပြီးတာလဲဆက်ပြီးတဲ့ဒီဘောလုံးတွေကတော့အဲဒီမှာဆက်ပြီးတာတော့ဘာလို့လဲဘာတရားတွေဒီလိုမျိုးပါအဲဒီပုံစံတွေညတာတော့ဘာလဲလူကိုလူရောပါလာပြီးတော့ဒီပါလေဒီပါတော့လည်းဒီလိုမျိုးရဲ့ဒီပါဒီတော့လာပါလေဒီလိုမျိုးရှိတယ်ဘုံတို့ကဒီကိုကိုနေရတယ်အလုံးသေးရတယ်အလုံးသေးသွားတယ်အဲဒီသွားတယ်အဲဒီသွားတဲ့နေရာဒီဘုံတို့ကဒီရဲ့အားရတဲ့အဲဒီမှာပါလေဒီဘောကတော့ဒီပုံပေါ်ကြပါလေဒီလည်းအခုများတဲ့ဆရာပြောတာသူ့ရဲ့ဘုရားသူ့ရဲ့ဒါမရှိဘူးဒီမှာအားလုံးဘုရားဘာလို့ဒီဆိုလို့ရှိရင်ပြောရတယ်သာတာတရားတော့ပါဒီသာတာလို့ခေါ်တဲ့ဘုရားရဲ့နာမည်စေတီတော်တရားလေးကိုတော့ဒီလိုပါတော့ရပါအဲ့ဒါကိုဒီလိုသင်ကဒီနေရာနဲ့ဒီနေရာတော့ဘုရားဘုရားလက်ပြီးတော့ဟာဒီလိုလားဘောနဲ့ဆက်ရှိတဲ့တော့ဘယ်နဲ့ပါကဲတော့ဘာလို့ဒီလိုသူ့ရဲ့ရှိတယ်ဘာပဲဒီသူ့ရဲ့ဒီဘာလို့တော့ဒီကအားရတဲ့ဘာလို့ရှိတယ်တော့ဘုရားကဘယ်ရဲ့ဒီအားရှိတယ်အားရှိတယ်တော့ဘာပဲဘာပဲဒီရဲ့ဘာပဲဒီပြည့်ကြောက်ဟောဒီကတော့ဒီတော့တော့ဒီတဲ့ကတော့ဒီအဲ့ဒါတော့ဒီမှာလည်းတော့ပြရတယ်တော့ဒီတဲ့သူကအားရကိုအားရတယ်ဒီတဲ့အဲ့ဒါကိုသူပြတဲ့အခါဒီရပါပဲဒီရပါပါဒီပြရဆိုရင်လိုက်အဲ့ဒါသူရတော့ဒီနာပြီးတော့ဆက်တော့ဒီမှာဒီလေကောင်းတဲ့အားကောင်းတဲ့ဒီလိုတွေနဲ့ဒီရပါပါသူဒီမှာပြောတယ်သူပြီးအဲ့ဒါကိုအဲ့ဒီဘောလေးသူတို့ပြတဲ့ဘောရှိပါဘောပြားဒီဘောလာပြီးသူပြီးပါအဲ့ဒီဘောပြားကသူကနေဒီနာရဟုတ်သူပြားကိုဆက်ပြီးအဲ့ဒါကိုတော့ဘုရားကနာနာပြုကြတဲ့အခါမှာသိနေတယ်အားလေးကိုပြောလို့ရှိရင်အဲ့ဒီဘောလေးအဲ့ဒီကတော့ပဲဒီဘောတော့ဒီကြောင့်လည်းဘာကြောင့်ဒီတော့လည်းတော့သူ့ဘောလေးပြုပြရတယ်အာဒီဆိုဒီနာရကဒီနေတဲ့တက်စီနေတဲ့လို့ရှိရင်တော့ဒီတော့ဒီလေဒီဘောလေးတော့ဒီတော့လည်းအဲ့ဒါကိုဝါသာအခုဒါလာကိုဒါလာကိုဒါပတ်ဆိုလေအခုအများကြီးရပြီးတော့ဒီခါတာကိုဒီကတော့အဲ့တော့လည်းဘယ်မှာလဲဘုရားဒီရဲ့ဒီနေ့ဧကမှာအရမဘုန်းကြီးကတော့တော်ကြီးဘယ်လိုဘယ်နေဘုန်းကြီးဆရာမတွေဒီတရားဟောရတယ်ဘုန်းကြီးကတာပါတယ်ဒါကမှလည်းဘယ်နာမလဲရှိတော့ဒီနာမည်ဘုရားရဲ့ရှိလို့ရှိရဟောတော့ဘာဒီမှာလည်းဘောဘောဒီမှာလည်းအဲ့တော့ဒီလိုကုသိုလ်ကောင်းတဲ့ပြုကြတဲ့ဘုရားမှာခုနပြောလို့ဒီလိုရဲ့ကုသိုလ်ကောင်းပြုလို့ပဲဆိုလို့ရှိရင်ဒီစိတ်ပြင်ရနော်ပြင်ရဘာလဲပြင်ရလဲဆိုတော့ကာယရဲ့ကုသိုလ်ကြီးကြောင့်တရားဖြစ်နောက်ပြီးတော့မိမိတို့ရဲ့ယုတ်တမသင်္ခါရတွေကိုသိက္ခာပါရတာမမြဲတဲ့ခန္ဓာကြီးတွေစီစဉ်ပြီးတော့ဒီနေတာအဲ့ဒီအချက်နဲ့ကုသိုလ်ကောင်းမှုရအောင်စိတ်ကိုသတ်ရှင်းနေတယ်ကုသိုလ်ပြုလုပ်နေပါလေကာကာရဲ့ကုသိုလ်ယုံကြည်တဲ့စကားကခုနက
การเรียนมาดูมาเขาได้ดูการเรียนงานที่เลยเขาได้ดูการเรียนรู้ความสุขีเราดูสิ่งที่เราสร้างเองไอ้ที่เราที่ตัวเป็นสิ่งที่เราเป็นสิ่งไอ้เราทำมาตั้งแต่เด็กเราเราเรียนรู้เราเขาได้ดูเราต้องใจไอ้เราทำมาตั้งแต่เด็กเราเรียนไอ้เราทำมาเนี่ยလူသားကတိပါပါလူပြီးတဲ့ကာရဲ့ခန္ဓာ၅ပါးလုံးကတရားတွေနဲ့မြေလူကပုဂ္ဂိုလ်တွေမြေလူဘဝတုပြည့်ကြီးတွေဆိုတာလေအထက်ကလာရုပ်တွေဖြစ်တဲ့ဒီတရားတွေကိုမြေအဲ့ဒီမတည့်တဲ့တရားတွေဘုရားကဉာဏ်ပညာနဲ့ရှုစေချိန်ပြီးတော့မှအဲ့လိုနေလို့ရှိရင်လောဘဒေါသနေသွားနော်လောဘဒေါသမောဟတွေနေအဲ့ဒီချိန်မှာဓမ္မအဲ့ဒါကျိုးကြီးရဲ့ကျိုးကြီးဖြစ်ပါနော်အဲ့တော့ဘာဖြစ်တယ်လဲဆိုတော့ဒီဟိတုဒ္ဒပုဒ္ဒဖြစ်တယ်ဒီဥဒ္ဒပုဒ္ဒပြီးတော့ပရိပရိသတ်ရဲ့ယူပြီးတဲ့အခါအဲ့ဒီပုဂ္ဂိုလ်ကခက်တဲ့လေငယ်ကလေးကလောကီဉာဏ်ကောင်းတဲ့လောကုတ္တရာပဲအာဟုပဲဆိုလို့ရှိရင်လောကုတ္တရာတရားတွေရှိနေတယ်နော်အဲ့ဒီလိုကောင်းတဲ့သူတွေအသက်ရှင်နေတယ်ဒီလိုကိုချမ်းသာနေတယ်အပြင်မပါမဲ့တဲ့ဒီကျစတာတွေရရှိတဲ့သူတွေရရှိတယ်အာသုကာယေပုတ္တရာဒီလိုတွေရရှိတာ။အားကြောင့်အဲ့ဒါကိုပြီးတော့ဘယ်လိုတွေ့ရ။ဘုန်းကြီးတို့ပါဠိတာကံကြီးပဋိသန္ဓေတွေကိုစေတရိပုတ္တရာနဲ့သူကပြောတဲ့အခါကျတော့အဲ့ဒီပါဠိတာကံကြီးပြီးတဲ့စေတရိပုတ္တရာရှင်ဘုရားအဲ့ဒီပုဂ္ဂိုလ်တွေဘာလို့နေရတာလဲဘုရားဆိုတော့အဲ့ဒီမာရီပြီးတော့ဒီမာရီကရောက်နေပြီးတော့မှဒီကိုတွေ့နေတာတွေ့တယ်ရှင်ပြပါလာတယ်အဲ့ဒါသူတို့ခြံလေးကိုဒီရောက်ပြီးကြော်ပြီးတွေ့ရအဲ့ဒီဒီကရှင်ပြအသက်ဝင်နေရှိလားဗျာဒီဆိုတာပဲအသက်ဝင်ရှိမယ်ကိုရဲ့ဒီဆိုတာအောက်ကနေကားတတ်တယ်အဲ့ဒီဒီကဘယ်တော့မှအသက်ဝင်နေရှိဘူးပြောတယ်ပြီးတော့ဒီပါဠိတာတန်လေးရဲ့စိတ်ထဲမှာဉာဏ်အလင်းတစ်ခုတွေ့တယ်ဟုတ်ဒီအောက်ကနေကဖြစ်တဲ့ဒီတွေကိုတော့ဒီလိုလူလားတဲ့နေရာကိုပဲသွားပြီးတော့မှသွားနေလို့ရှိရင်ငါတို့ရဲ့စိတ်ကိုလည်းအဲ့ဒီလိုဒီလိုလူလားတဲ့နေရာကိုပေါ်လို့သွားလို့ရတယ်ရတယ်အဲ့ညာလေးတွေ့ပြီးတော့ဆက်ပြီးတော့သွားတဲ့အခါဒုတိယတရားရောက်တဲ့အခါကျတော့ဒုတိယတရားမှာလည်းဘာလို့လဲဆိုတော့ဒီကကောက်နေတဲ့တန်ချောင်းတွေကိုဒီပုံပြအဲ့ဒါဖြောက်ပြီးတော့ရားတယ်တွေလုပ်နေတယ်အဲ့တော့ကိုရရပြီးအချက်ပြအဲ့ဒါပါလို့အဲ့ဒါကောက်နေတဲ့တန်ချောင်းတွေကိုဒီပြီးတော့ဖြောက်လုပ်နေတယ်အဲ့ဒါများတွေလုပ်နေတာဆိုတော့အဲ့ဒီများတွေကတန်ချောင်းတွေကအချက်ပြတယ်အသက်ဝင်နေရှိလို့လားတန်ချောင်းကပဲလားဘယ်လာပြီးတော့အသက်ဝင်နေရှိပါလဲတန်ချောင်းဆိုတာအောက်ရတဲ့ကတ္တတွေပဲဒီတော့ဒီလိုအောက်ရတဲ့ကတ္တတွေပေါက်နေတဲ့တန်ချောင်းပေါ်မှာဒီပြီးတော့မှဖြောက်လုပ်နေလို့ရှိရင်ဘာလို့လဲဒီလိုပတန်တရားလုံးပေါက်လာတဲ့ကံရဲ့စိတ်နော်ပတန်တရားလုံးပေါက်လာတဲ့ကံရဲ့စိတ်ဝိပဿနာပြီးတော့ဖြောက်လုပ်နေရတယ်နော်အဲ့ဒီဉာဏ်လေးတွေရဟုတ်လားဘုရားကံပါရတဲ့ဒီကတရားလုံးမှာဖြောက်တဲ့ပုဂ္ဂိုလ်ဆိုတာမရှိပါဘူးဘုလုံးကကောက်တဲ့ကြတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီကောက်နေတဲ့ပြီးတော့ဥပဒနာဘောဓနာဥပဒနာဝေပြီးတော့မှဒါဖြောက်ပြီးတော့ကောက်တဲ့ကြတယ်နော်နောက်တတိယနေရာရောက်တော့ဒါကသူတွေကပါလက်သမားတွေကပါလို့ကြတယ်ဆိုတော့တိတ္တာဒုက္ခိတွေပြီးတော့အဲ့ဒီတိတ္တာဒုက္ခိကိုအဝိဇ္ဇာတွေလုပ်တယ်ဟာဒီတွေကိုလေးတော်တွေလုပ်တယ်စကွဲရပုံတွေလုပ်တယ်ဝိကံပုံတွေလုပ်တယ်အဲ့ဒီလုပ်နေတာတွေ့တဲ့အခါကျတော့သင်ပြအဲ့ဒီတိတ္တာတွေကိုဝိပ္ပရှိကလာပြတိတ္တာရဲ့ဘယ်လိုရှိပါမလဲတိတ္တာရဲ့အောက်ကိုကတ္တတယ်ဒီအောက်ရဲ့ကတ္တဖြစ်တဲ့တိတ္တာတွေကိုမှဒီလိုအဝိဇ္ဇာလုပ်လို့ရတယ်လေးတော်တွေလုပ်ရတယ်ဝိကံပုံလုပ်ရတယ်အဝိဇ္ဇာတွေဟုတ်လားဘုံထုတ်လို့ရတယ်ဒါဆိုလို့ရှိရင်ငါတို့ရဲ့တတန်တရားလုံးဒိဋ္ဌာနဲ့စိတ်တွေငါတို့ကဒီလိုဖော်ပြီးတော့ဘယ်လိုပြင်ပြရလဲအဲ့ဒီဉာဏ်လေးကဟုတ်လား
ဒီဒါကြောင့်အဲ့ဒီပါဠိတာတွေတွေ့လို့ပါပဲဘုရားကာတော်နဲ့တွေ့လို့ပါအာလူဟာတရားတော်ဟောတဲ့ကာလို့ရှိရင်မလို့တာဘုရားတရားတော်မှာဘုရားနဲ့ကာလို့ရှိရင်ဒီယဉ်ကျေးလာတော့တော်တယ်အဲ့ဒီတွေ့လို့ပါဒါကြောင့်ဘုရားရဲ့ဆယ်မှာဒါပြောလို့စိတ်ရင်းကနေတော့ဒီရဲ့စိတ်ကြီးဖြစ်လာအောင်ပေါက်နေတဲ့စိတ်ရင်းကနေတော့တောက်တဲ့စိတ်ဖြစ်လာအောင်ဟိုဘာကြံပါတဲ့စိတ်တွေကိုဒီရဲ့တော့အာယုသမထဘုပ္ပဒနာအလုံးအားပြီးတော့ဥရိယကိုဖိနေကြည့်ရဲ့တော့ဒီနဲ့ဒီစိတ်ကိုဖိရအောင်အဲဒီဘာအားထုတ်ကြဖြစ်ပါတော့နောက်ဆုံးကြတော့ပါဠိပြောနေတယ်ဆိုတော့ဘာလနဲ့ဒီမှာတန်တရားဘုရားကတရားမှုတဲ့နိုင်ငံတော်ရှင်တဲ့တွေကိုတောက်ဆောင်ပြီးဟောလို့ပြောမှာဘုရားနဲ့အဲဒီဘုရားနဲ့ကတော့ဘုရားနဲ့တရားမှုတဲ့နိုင်ငံတော်ရှင်တဲ့တွေကိုဘုရားနဲ့ဒီမှာအဲ့ဒီနိုင်ငံတရားတွေပို့တာဝေကနဲ့ဒီမှာဘုရားကသွားပြီးတော့ဟောနော်ဒီဘုရားကဟောအဲ့တော့ကုသိုလ်တွေနဲ့ပြုလို့ရှိရင်တော့ကုသိုလ်တွေနဲ့ပြောလို့ရှိရင်တော့ဒါဘာဝလို့တရားကိုပြောလို့ပြောသို့တော်ကြတဲ့ဒီကာရဲ့အကျိုးမဆရာတဲ့ကာရဲ့အကျိုးမှာဆန်းတယ်တရားရဲ့တော့အမောဥပါဒေမှာမဆက်ကဒီမှာဒီပါလို့ဒီပါလိကာရဲ့တရားဆိုတာဘယ်တော်တရားတော့ဒါကြည့်လို့မရဘူးဘုရားဒါကြည့်လို့မရဘူးငါဘုရားလည်းဒါကြည့်လို့မရဘူးအဲ့တော့ဒီပုဂ္ဂိုလ်ရဲ့ခံတရားကြည့်တာဘယ်လိုပါလဲလဲနာရီယာဘုရားကတောင်းဆိုပြီးတော့ဒီဘုရားကြည့်တဲ့သာသနာ့ရှင်တဲ့ကိုဘုရားနဲ့နေပါပဲအော်ဒီနာမတ်ဒီမှာအဲ့ဒီကိုပြိမှာဒီသွားတော့အဲ့ဒီကနာလို့ရှိတဲ့ဘုရားဟုတ်တယ်အဲ့တော့ဒီအာရဂါမသင်္ချာရဲ့ရှင်မမောတဲ့ဘုရားကြီးကနတ်ပြည်ကိုသွားပြီးတော့လေ့ရှိတောင်းနေရှိတော့အဲ့ဒါသတိမှာအဲ့ဒီဘုရားမှာတွေ့တဲ့အခါကျတော့အဲ့ဒီမှာနေကြတဲ့တသမီးကိုဒီဘုရားကြီးကဘုရားပုံပေးမှာတော့ဆိုတော့ဒါယနေ့ဟုတ်လားဘာလို့လဲဒီနေ့မှာဘုရားပြုရှိတဲ့တန်ခါတွေကိုတောင်းဆောင်ကြပြီးတော့ဒီချက်ချနေတဲ့နာတိယဘုရားရဲ့ဗိမာန်ပါဘုရားပြီးတော့အဲ့ဒီမှာသင်္ကာရဘုရားကအဲ့ဒီအကျဉ်းလာရဲ့အခါကျတော့ဘုရားရှင်ပြောတယ်ရှင်ဘုရားသူကတော့ဒီလိုတည်းသူတော်လူပေါ်လာတော့မှာရှိတယ်သူ့ကိုကောင်းကိုပြုနေတယ်အဲ့ဒီပုဂ္ဂိုလ်တွေအေးရေးဒီပုံမှာဘယ်လိုလဲပေါ့လဲရှင်ရရှိနေပါလားဗျာဒါလည်းဘာဝလည်းပြောတဲ့ပုဂ္ဂိုလ်မျိုးရှင်ကဘယ်ကဘုရားကြောက်တဲ့ကြရတဲ့ဘုရားဒီသားမောင်းလာတဲ့အဲ့မှာဘုရားကြီးပေါ့လေကဒီကိုယ်ကြီးပြည့်ရဟုတ်လားကာယဘုရားတက်ဒီကာယရာဒီဘုရားကြီးပေါ့လေဆိုတာသူ့ရဲ့ကာယတရားတော်ပေါ်လို့ဖြစ်ပေါ်တယ်ဘယ်မှာအားထုတ်လို့ရ